အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျမတို့အတူတကွလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့အသစ်ဖြစ်စေပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ကျမတို့ယုံကြည်သူတွေပေါ့နော်ယေရှုခရစ်တော်ကိုယုံကြည်ပြီးတာနဲ့အဲ့ဒီနေရာမှာပဲကျမတို့ယုံကြည်ခြင်းကိုရပ်တန့်ရမှာမဟုတ်ဘူး။နော်ကျမတို့ရဲ့ဘဝကအဲ့မှာပဲပြီးသွားတာမဟုတ်ပေါ့နော်။ဆိုတော့ born again ဆိုတဲ့အတိုင်းပေါ့နော်ဝိညာဉ်ရေးရာမှာအခုမှမွေးဖွားလာတဲ့ကလေးအရွယ်သားဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့သဘောပေါက်ထားရမယ်။ဒါကြောင့်မလို့ကျမတို့ရဲ့ဝိညာဉ်ရေးရာမှာတိုးတက်ဖို့ကြီးထွားဖို့ရင့်ကျက်ဖို့စီကိုတက်လှမ်းရမယ်ဆိုတဲ့အရာကိုပါတပါးရဲကျမတို့နားလည်ရမှာဖြစ်တယ်နော်။ဒါကြောင့်အရင်လိုမျိုးကျမတို့ကပေါ့နော်ရိုးရိုးလေးယုံကြည်ယုံနဲ့ပြီးဆိုပြီးတော့အဲ့လိုမျိုးသဘောထားလို့မရဘဲနဲ့ကျမတို့ရဲ့ဝိညာဉ်ရေးရာလမ်းခရီးကိုပေါ့နော်အဆုံးတိုင်အောင်သွားရမယ်ဆိုတဲ့အရာတစ်ခုကိုနားလည်သဘောပေါက်ထားရမယ်။စင်ချင်နှလုံးသွင်းထားရမယ်။ဒါမှသာကျမတို့ကခရီးဆုံးပန်းနိုင်အထိပေါ့နော်ရောက်အောင်သွားနိုင်တဲ့သူဖြစ်မှာ။အကယ်၍ကျမတို့ကခရီးဆုံးပန်းလုံးတိုင်ထိပေါ့နော်ရအောင်သွားရမယ်မသိဘူးဆိုလို့ရှင်ကျမတို့ရှိနေတဲ့အရက်ဒေသမှာပဲလေကျမတို့ကခြေနဲ့ပြီးတော့မှအဲ့နေရာမှာပဲကျမတို့ပျော်မွေးတော့မှာဖြစ်တယ်ပေါ့နော်ဥပမာယောရှုနဲ့ကာလက်ပေါ့နော်ခါနာပြည်ကိုဝင်ရောက်သိမ်းပိုက်ပါလို့ဘုရားသခင်ပြောတဲ့အခါမှာတော့မြို့အနေငယ်ပဲသိမ်းပိုက်ရသေးတယ်ကာလက်ကပါပြောလေဤတောင်ကိုကျွန်ုပ်အားပေးပါဆိုပြီးတော့နော်ဒီတောင်မှာရှိနေတဲ့ရန်သူတွေကိုတိုက်ခိုက်ပြီးတော့မှသူတို့ကဒီတောင်ကိုအပိုင်စားနေနေလိုက်တယ်ဆက်ပြီးတော့မှဘုရားသခင်တိုက်ခိုက်စေလိုတဲ့ဇီးအောင်တောင်ထိရောက်အောင်မသွားတော့ဘဲနဲ့အဲ့မှာပဲခြေနဲ့ပြီးတော့မှစခန်းချပြီးနေလိုက်တယ်ပေါ့နော်။ရောက်ကျမတို့အဲ့လိုမျိုးအသက်တာမဖြစ်ရဘူး။ယုံကြည်သူတွေရဲ့ဝိညာဉ်ရေးရာခရီးလမ်းဟာဟိုးဇီးအောင်တောင်ထိတိုင်အောင်ကျမတို့သွားရမှာဖြစ်တယ်။ရောက်ကျမတို့ရဲ့ယုံကြည်ခြင်းကိုအသစ်ဖြစ်စေရမယ်။အသစ်ဖြစ်စေဖို့ရန်အတွက်ကျမတို့ပေါ့နော်စူးစမ်းအားထုတ်နေရမယ်။နော်ဖခင်အတန်တော်ကိုကြားပြီးတော့မှဖခင်သခင်ပို့ဆောင်တဲ့လမ်းအတိုင်းကိုကျမတို့အစဉ်စဉ်တိုးမြင့်သွားမှနော်အသစ်တွေဖြစ်စေမှကျမတို့ကယေရှုခရစ်တော်ကဲ့သို့ကြီးရင်တဲ့အသက်တာကိုရောက်နိုင်မှာဖြစ်တယ်။ဒါကြောင့်ယုံကြည်သူလူအသက်တူဘဝကနေပြီးတော့မှယုံကြည်ခြင်းအားကြီးတဲ့ဘုရားသခင်ရဲ့စစ်သူရဲ့အဖြစ်နော်စာရန်နိုင်ငံကိုဖြိုခွင်းနိုင်တဲ့သူအဖြစ်နော်ကျမတို့တက်လှမ်းသွားရမယ်နော်ဒါကြောင့်မိမိရဲ့ဝိညာဉ်ရေးရာကိုအမြဲတမ်းအစစ်မြင့်တင်နေဖို့ရန်အတွက်လှုပ်ဆောင်ပါစူးစမ်းအားထုတ်ပါနော်ဒီအရာကနော်ကျမတို့တွေဒီလူလောကမှာလဲပေါ့နော်အမြဲတမ်းအသစ်ဖြစ်နေတယ်ဆိုတဲ့အရာတွေနဲ့ဆက်ပြီးတော့မှပေါ့နော်ကျမတို့စဉ်းစားကြည့်လို့ရတာဖြစ်တယ်ဥပမာပေါ့နော်တယ်လီဖုန်းတွေပြောင်းလဲလာတဲ့သမိုင်းကြောင်းကိုကျမတို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်เนาะကျမတို့တွေเนาะဘုရားသခင်နဲ့ဓာတ်ရိုက်ဆက်သွယ်ခွင့်ရတဲ့ဒီသမိုင်းချောင်းကိုလည်းကျမတို့ပြန်ပြောင်းအောင်မေ့ပြီးတော့မှာပေါ့เนาะရှင်ထိုးကြည့်လို့ရတယ်ပေါ့เนาะဆိုတော့အရင်ခေတ်တုန်းကเนาะတယ်လီဖုန်းတွေမပေါ်ခင်ဆိုလို့ရှိရင်ပေါ့เนาะစာပို့လူလင်တွေကနေတစ်ဆင့်စာပို့ရတယ်အဲ့ဒီကနေမှတဆင့်ပေါ့နော်ဂျေးနန်းတွေပေါ်လာတယ်ပြီးတဲ့ခါကျတယ်လီဖုန်းเนาะပြီးတဲ့ခါကျတော့ဆယ်လူလာစသဖြင့်ပေါ့နော်အဆင့်စဉ်တိုးတက်ပြောင်းလဲလာခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်เนาะအခုမှတော့ကျွန်တော်တို့တွေเนาะအိမ်အပြင်တော့ထွက်စရာမလိုပဲနဲ့เนาะထိုင်ရာကနေမထเนาะအိမ်ရပေါ်မှာပင်လေเนาะလှဲအိမ်နေပြီးတော့မှစာပို့လို့ရတယ်အဲ့ဒါသာမကเนาะအယုတ်ကောအတန်ကောတခါတည်းမြင်တွေ့ပြီးတော့မှစကားပြောလို့ရနေပြီဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအရာကအသစ်အနေနဲ့မြင့်တင်ခဲလို့ဖြစ်တယ်เนาะပြောရမယ်ဆိုလို့ရှင်တော့ upgrade ဖြစ်စေလိုက်တာပေါ့နော်ဒါကြောင့်ကျမတို့ရဲ့ဝိညာဉ်ရေးရာမှာလည်းဒီအတိုင်းပဲเนาะကဘာဥကာလမှာเนาะဘုရားသခင်ကလူကိုဓာတ်ရိုက်စကားပြောပေမဲ့ပေါ့နော်လူတိုင်းကတော့ဘုရားသခင်နဲ့ဓာတ်ရိုက်စကားပြောခွင့်တော့မရခဲ့ကြဘူးเนาะဘုရားသခင်ရဲ့အတန်ကလည်းเนาะအယမ်းပဲနေပါသေးတယ်เนาะအဲ့ဒီနောက်ကျမှဘုရားသခင်ကเนาะသူ့ရဲ့လူပရောဖက်တွေကနေသစ်လူတွေကိုစကားပြောတယ်ဆိုတာကိုကျမတို့တွေ့ရတယ်เนาะဆိုတော့ဒီသဘောကဘာလဲဆိုတော့လူတိုင်းရဲ့လက်ထဲကိုเนาะကျမတို့တွေဖုန်းပေါ့เนาะအခုသုံးနေတဲ့ဒီ hand phone တွေမပေါ်လာခင်မှာเนาะကျမတို့ဘယ်ကိုသွားရလဲဖုန်းဆက်ချင်လို့ရှင်ဖုန်းဆိုင်ကိုသွားရတယ်เนาะအင်ဒီနာချင်းဖုန်းရှိတဲ့လူတွေကနေမှတဆင့်ပေါ့เนาะဖုန်းကိုခေါ်ပေးတဲ့အခါမှာအဲ့လိုမျိုးမှတဆင့်ကျမတို့ကဖုန်းတွေပြောရတယ်เนาะအဲ့လိုမျိုးပဲပေါ့เนาะဒီဖရားအတန်ကိုကြားရဖို့ဆိုလို့ရှင်ဖရားလူရှိတဲ့နေရာเนาะဗိမာန်တော်လားစသဖြင့်ပေါ့เนาะသွားရတယ်အဲ့တော့မှဖရားသခင်ရဲ့အတန်ကိုကြားရတယ်ပေါ့เนาะဆိုတော့ကျမတို့ဒီတယ်လီဖုန်းမှာလဲပေါ့เนาะနောက်ပိုင်းမှာလူတိုင်းကဖုန်းကိုကင်လာနိုင်တဲ့အချိန်ကြတော့เนาะဘယ်သွားကိုနဲ့မကွာယူသွားလို့ရတဲ့ဖုန်းတွေဖြစ်လာတဲ့အခါမှာเนาะဒီအကဘာနဲ့သွားပြီးတူလဲဆိုလို့ရှင်ယေရှုဖခင်အသေးခံပြီးရဲ့နောက်ပိုင်းမှာပေါ့နော်ယေရုရှလင်မြို့ကိုသွားစရာမလိုပဲနဲ့နော်မိမိရှိတဲ့အရက်ဒေသကပင်လည်းဖခင်သခင်ကိုနံဝိညာဉ်နဲ့ကိုးကွယ်လို့ရလာတယ်ဆိုတဲ့သဘောတရားတစ်ခုကိုလည်းကျွန်မချိန်ထိုးမိတာဖြစ်တယ်ပေါ့နော်ဆိုတော့
ဒီတယ်လီဖုန်းတွေမှာပေါ့နော်ဒီတိုင်းရိုးပေါ့နော်ခဏနံပါတ်တွေကိုနှိပ်ပြီးတော့ဒီတိုင်းလေးပဲပို့လို့ရတယ်စာတိုးလေးပဲပို့လို့ရတဲ့အဆင့်ကနေပြီးတော့မှเนาะ touch screen လို့ပြောရဲပေါ့နော်ဒီထိတွေ့မျက်နှာပြင်ဖုန်းတွေပေါ်လာတဲ့အခါမှာเนาะ internet line တွေကပါတခါတည်းဖုန်းထဲမှာပါလာပြီးတော့เนาะကျမတို့တွေ internet သုံးချင်ကွန်ပျူတာဆိုင်တွေသွားဆရာမလိုတော့ဘူးเนาะကွန်ပျူတာကြီးကနေသစင်ပေါ့เนาะ Gmail တွေဖွင့် email တွေဖွင့်เนาะကျမတို့လုပ်ပြီးတော့မှချက်တင်ပေါ့เนาะစကားပြောရတဲ့အရာကနေလက်ထဲမှာဖုန်းရောက်လာတာနဲ့เนาะ internet line တွေပါလာတာနဲ့တပြိုင်နက်တည်းမှာကျမတို့ကတခါတည်းပေါ့เนาะအလိုလျောက် automatic ခြားဘဲမှာသွားဆရာမလိုတော့ဘဲနဲ့ဒီဖုန်းလေးကိုအသုံးပြုခြင်းအဖြစ်မဲ့တကဘာလုံးနဲ့ကျမတို့ဆက်သွယ်လို့ရတာဖြစ်တယ်เนาะဆိုတော့ဒါကဘာနဲ့သွားတူလဲဆိုလို့ရှိရင်ကျမတို့ကိုဝိညာဉ်တော်ဘုရားပေးထားတယ်เนาะဝိညာဉ်တော်ဘုရားအတူပါရှိခြင်းအဖြစ်ဝိညာဉ်တော်ဘုရားနဲ့တိုးထိခြင်းအဖြစ်ထိတွေ့ခြင်းအဖြစ်เนาะကျမတို့တွေဘုရားသခင်နဲ့တိုက်ရိုက် connection မိလာတယ်ဆိုတော့အဲ့ဒါအပြင်ပေါ့เนาะကျမတို့ internet တွေရှိတဲ့အခါမှာပေါ့เนาะ internet ကနေတစ်ဆင့်သိချင်တာတွေကိုရှာလို့ရသလိုကျမတို့ကိုပေးထားတဲ့ဒီဝိညာဉ်တော်ဘုရားအားဖြင့်လည်းကျမတို့ဘုရားသခင်အကြောင်းသိချင်တဲ့နဲ့နေတဲ့အရာတွေကိုလည်းကျမတို့ရှာဖွေသိရှိခွင့်ရကြတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်နော်ဒီအခုအခါမှာကျမတို့ရဲ့ဖုန်းတွေကပေါ့နော်ဒီရိုးဒီတိုင်းဖုန်းတစ်လုံးဝယ်ပြီးရတယ်ပြီးသွားတာမဟုတ်။ဤပညာအမြဲတမ်းနော်အဆင့်မြင့်နေရနော် iOS နံပါတ်ဘလောက်ဟာလား Android ဆိုလဲ Android ဘလောက်စသဖြင့်ပေါ့နော်။သူ့ရဲ့ upgrade version တွေကအမြဲတမ်းမြင့်တင်နေတာဖြစ်သလိုဖုန်းအဟောင်းဖြစ်သွားပြီဟာလားဒီဖုန်းကိုအဆင့်မမြင့်ထားဘူးဆိုလို့ရှိရင်အဲ့ဒီဖုန်းတွေမှာအသုံးပြုခွင့်ပေးထားတဲ့ application တွေကိုကျွန်တော်တို့သုံးလို့မရတော့နော် application တွေသုံးချင်တယ်ဆိုရင်သူနဲ့အတူလိုက်ပြီးတော့မှဒီ software တွေပေါ့နော် version မြင့်ပေးဖို့လိုအပ်တယ်အဲ့လိုမှမဟုတ်ရင်ဖုန်းထဲမှာ software တွေကပြည့်နေမယ်ဟလာဒီ data file တွေကများလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဖုန်းအသစ်ကိုမလဲလို့ကိုမရတော့ဘူးပေါ့နော်ဆိုတော့ဖုန်းတွေကိုအမြဲတမ်း upgrade လုပ်ပြီးတော့မှကျွန်တော်ဝယ်ယူရသလိုနော်ဒီနေ့မှာကျွန်တော်တို့တွေလည်းနော်ကိုယ့်ရဲ့ဝိညာဉ်ရေးရာကိုမြင့်တင်ခြင်းဆိုတဲ့အရာလည်းလိုအပ်တာဖြစ်တယ်နော်ဝိညာဉ်ရေးရာကိုလွန်ခဲ့တဲ့10နှစ်လောက်တုန်းကနေရာမှာပဲရပ်ထားလို့မရဘဲနဲ့ပေါ့နော်ကျမတို့တွေဖုန်းအသစ်ကိုအမြဲတမ်းပြောင်းပြီးတော့မှဝယ်ယူပြီးကင်ရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီသဘောမျိုးပဲကျမတို့ဝိညာဉ်ရေးရာမှာလည်းအမြဲတမ်း upgrade လုပ်နေဖို့အရေးကြီးတယ်အမြဲတမ်းအသစ်နဲ့နော်version အသစ်တွေကိုမြင့်တင်နေဖို့ရန်အတွက်အရေးကြီးတယ်ဆိုတော့ဒီအရာကဘာနဲ့တူလဲဆိုတကယ်ပဲဘုရားသခင်နဲ့ယဉ်ဤကျွမ်းဝင်ခြင်းကိုအမြဲတမ်းအသစ်ဖြစ်နေအောင်တည်ဆောက်ဖို့လိုအပ်တယ်နော်ဒီမနေ့တုန်းကယုံကြည်ထားတာထက်ဒီမနေ့တုန်းကဘုရားသခင်အကြောင်းသိထားတာထက်ဒီနေ့မှာဘုရားသခင်ကိုပို့ပြီးတော့မှယုံကြည်လာတော့သူဘုရားသခင်ကိုပို့ပြီးချစ်လာတော့သူဘုရားသခင်အကြောင်းကိုပို့ပြီးသိလာတော့သူဖြစ်ရမယ်။နော် upgrade ဖြစ်နေရမယ် version အသစ်တွေဖြစ်နေရမယ်ပေါ့နော်။ဆိုတော့အဲ့ဒါကကျမတို့အတွက်အင်မတန်မှလိုအပ်တဲ့အချက်ဖြစ်တယ်။နော်ဆိုတော့ဒီလိုမျိုးလုံးမသာလဲနော်ကျမတို့ဒီ upgrade တွေလုံးမသာလဲပေါ့နော် application တွေကို install လုပ်လို့ရပြီးတော့မှနော်ပြောရလို့ရှင်တော့ဒီဘုရားသခင်ရေးဆွဲထားတဲ့ program တွေကနေတဆင့်နော်ကျမတို့အထဲထဲမှာဝိညာဉ်တကိုးနဲ့အမှုဆောင်နိုင်မှာဖြစ်တယ်။နော်ကျမတို့ကဝိညာဉ်တော်နဲ့ထိတွေ့ခြင်းမရှိဘူးအများနဲ့ upgrade မလုပ်နေဘူးဆိုလို့ရှင်ကျမတို့ဖုန်းကသာလက်ထဲမှာရှိနေမယ်သုံးစားလို့မရတဲ့ပုံစံမျိုးပဲပေါ့နော်ကျမတို့အဲ့ဒါဘယ်လိုပြောအလဟတ်ဖြစ်တယ်ပေါ့နော်ရောက်ကိုယ့်ရဲ့ဝိညာဉ်ရေးရာကိုဒီတိုင်းရှိနေတဲ့နေရာမှာပဲမကျေနပ်နေပါနဲ့မရက်တက်နေပါနဲ့အမြဲတမ်းအသစ်ဖြစ်နေဖို့ရန်အတွက်စူးစမ်းအားထုတ်ပါနော်အဲ့လိုမှကျမတို့မလုပ်ဘူးဆိုလို့ရှိရင်နော်ဣသေလလူမျိုးတွေတောလဲပြီးတော့မှနော်တဝဲလဲနဲ့တောထဲမှာပဲလဲပြီးတော့မှသေဆုံးသွားရသလိုကျမတို့တွေလည်းအပြစ်ထဲမှာပဲတဝဲလဲဖြစ်နေပြီးတော့မှနော်ခါနန်းဆိုတဲ့ဒီပြည်ကိုကျမတို့ရောက်တော့မှမဟုတ်ဘူးနော်ဘာပဲလှုပ်အစင်မပြေကြန့်ကြာနေပြီးတော့မှလှုပ်တိုင်းမှာလည်းအစင်မပြေတဲ့အရာဆုံးရှုံးစရာတွေပဲဖြစ်နေလိမ့်မယ်ပေါ့နော်ဆိုတော့ပိုဆိုးတာကယုံကြည်သူလူသစ်ဘဝမှာပဲကျမတို့ကရက်နေပြီးတော့မှဘုရားသခင်ကိုတာ၍သိဖို့မကြိုးစားဘူးနော်ကျမတို့ရဲ့သိကျွမ်းခြင်းအသစ်တွေအများနဲ့မဖြစ်နေဘူးနော်ဘုရားเจ้าလည်းမသွားဘူးယုံကြည်သူချင်းမိသားလည်းမရှိဘူးဆိုလို့ရှိရင်ကျမတို့ဝိညာဉ်ရေးရမှာမဖြစ်နေပြီလဲဆိုရင်ဒိတ်အောင်နေပြီသုံးလို့မရတဲ့နော်လက်လှည့်ဖုန်းလိုမျိုးပဲဟိုအရင်ခေတ်ကဖုန်းလိုမျိုးပဲပေါ့နော်အဲ့လိုမျိုးဖြစ်နေလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့တွေကတော့ဖျားချောင်းသွားတယ်တရားလဲနာတယ်မိသားလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ဝိညာဉ်တော်နဲ့မသွားလာတတ်ဘူးဆိုလို့ရှိရင်လည်းကျမတို့အခုအသုံးပြုနေတဲ့ပေါ့နော်ထိတွေ့မျက်နှာပြင်ရှိတဲ့ touch phone လိုမျိုးပဲအဆင်ပြေနိုင်မှာမဟုတ်ဘူး keypad phone လေးလိုမျိုးပဲပေါ့နော်ဘာတစ်ခုလုပ်ရင်လည်းကြိုက်ကြားနဲ့နော်စာလုံးတစ်လုံးရိုက်ရဖို့ဆိုလို့ရှိရင်အေးဆိုဘယ်နဲ့ခေါက်လောက်ရိုက်ရလဲနော်ဆိုတော့အဲ့လိုမျိုးပဲကြင်ကြာနေလိမ့်မှာဖြစ်တယ်နော်ဆိုတော့ internet သုံးဖို့ဆိုလို့ရှိရင်လည်းကျမတို့ကနော်ဒီ keypad phone လေးနဲ့အဆင်မပြေတဲ့အခါမှာ internet သုံးလို့ရတဲ့ site တွေကိုပြေးရလိမ့်မယ်ပေါ့နော်
ဒါပေမဲ့တခုရှိတာကအဲ့လိုပြေးစရာအင်တာနက်ဆိုင်လည်းရှိတော့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းလက်ထဲမှာဖုန်းရောက်လာပြီဆိုမှတော့ပေါ့နော်ဘယ်သူမှဆိုင်မှာတကူးတကားနဲ့နော်သွားပြီးတော့မှမသုံးတော့ဘူးလေနော်ဆိုတော့အဲ့လိုကွန်ပျူတာဆိုင်တွေလည်းမရှိတော့ဘူးပေါ့နော်အဲ့တော့ဘယ်ကိုသွားလို့သွားမှမသိဘဲနဲ့ဖြစ်နေလိမ့်မယ်နော်အဲ့တော့တခုခုဆိုလို့ရှိရင် CRC ကိုပြေးပြီးတော့မှအပြေးလွှားဆူတောင်းခံရတဲ့ဘဝကနေတက်လာတော့မှမဟုတ်ဘူးနော်ဆိုလိုတာကအဲ့လိုပြောလို့ CRC မှာဆူတောင်းမခံရဘူးလို့ပြောတာမဟုတ်ဘူးပေါ့နော်တခုခုဖြစ်ပြီးဆိုလို့ရှိရင်ကိုယ့်ဟာနဲ့ကိုယ်ဘုရားသခင်ကိုစူးစမ်းပြီးအားထုတ်ပြီးတော့မှဆုမတောင်းမဲနဲ့ CRC ကိုပဲအားကိုးနေတယ်နော်ကိုယ်တိုင်ကကိုယ့်ရဲ့ယုံကြည်ခြင်းကိုမမြင့်တင်ဘူးတခုခုဆိုလို့ရှိရင်သူများကိုပဲအားကိုးနေမယ်ဆိုရင်အဆင်မပြေပါဘူးနော်ဒါကြောင့်ကျွန်မအားပေးချင်တာကကိုယ့်ရဲ့ပေါ့နော်ဝိညာဉ်ရေးရာကို upgrade လုပ်ပါအမြဲတမ်းအသစ်ဖြစ်စေပါအဆင့်မြင့်တင်ထားပါနော်စပြည့်ရည်အသစ်ကိုကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကဘူးအသစ်ဖြစ်ဖို့လိုအပ်တယ်နော်စပြည့်ရည်ဘူးကအဟောင်းကြီးဖြစ်နေမယ်ဆိုလို့ရှိရင်ဘုရားသခင်ကအသစ်တော်စပြည့်ရည်ကိုသွန်းလောင်းပေးတဲ့အခါမှာကျွန်တော်တို့ခံယူတဲ့ဘူးကအဟောင်းဖြစ်နေတဲ့အခါမှာတရေဘူးဆုပ်ကွဲသွားလိမ့်မယ်စပြည့်ရည်ကိုစပြည့်အသစ်ကိုလည်းကျွန်တော်တို့မရဘဲနဲ့ပေါ့နော်အလဟတ်တဆုံးရှုံးရမှာဖြစ်တယ်နော်ရောက်ဒီနေ့ကျွန်တော်တို့တွေနော်စပြည့်အသစ်ကိုလိုချင်ရင်ဘူးအသစ်အနေနဲ့ကျွန်တော်တို့ခံယူပါဘူးအသစ်ဖြစ်အောင်ကိုပြင်ဆင်ပြီးတော့မှာပေါ့နော်ခံယူရမယ်နော်ဘုရားသခင်ရဲ့မိသားဖွဲ့ခြင်းဘုရားကိုအချိန်ပေးခြင်းထဲကနေတဆင့်ပေါ့နော်အမြဲတမ်း upgrade အသစ်တွေဖြစ်သွားစေဖို့ရန်အတွက်လိုအပ်တာဖြစ်တဲ့ဘုရားသခင်နဲ့အမြဲတမ်းချိတ်ဆက်ထားတဲ့လူကသူ့ရဲ့အသက်တာထဲမှာပေါ့နော်ဒီဖုန်းအတွက်ပေါ့နော် software အသစ်တွေနော်install လုပ်ဖို့ရန်အတွက်ပေါ့နော် version အသစ်တွေဝင်လာတာနဲ့သူက automatic တခါတည်း upgrade လုပ်ပြီးသားပဲပေါ့နော်ဒါကြောင့်ကျွန်တော်တို့တွေဘုရားသခင်နဲ့အမြဲတမ်းချိတ်ဆက်ထားရင်နော်ဘုရားသခင်အမြဲတမ်းကျွန်တော်တို့ကို upgrade လုပ်ပေးတဲ့အရာကအမြဲတမ်းအသစ်နဲ့ပြုပြင်ပြီးသားဖြစ်သွားမယ်တကူးတကကြီး upgrade လုပ်စရာလိုက်ပြီးရှာနေစရာမလိုဘဲနဲ့ပေါ့နော်အမြဲတမ်း internet connection မိနေသလိုမျိုးနဲ့ကျွန်တော်တို့ကဘုရားသခင်ရဲ့ upgrade လုပ်ပေးခြင်းတခါတည်း install လုပ်ပေးခြင်းတွေကိုကျွန်တော်တို့ခံယူရရှိမှာဖြစ်တယ်တခြားနေ့ရက်တိုင်းမှာမကုန်ခန်းနိုင်တဲ့ချစ်ချင်းခရူနာအသစ်တွေနဲ့ပတ်ရစ်ပြီးတော့မှယေရှုပြုပေးနေတဲ့ဘုရားသခင်ရဲ့လှုပ်ဆောင်ခြင်းတွေကိုကျမတို့ရင်ခုန်မှာစိတ်လှုပ်ရှားပါဖခင်သခင်ကနေ့ရက်တိုင်းမှာကျမတို့တွေကိုအမှုသစ်တွေပြုပေးခြင်းနေတာဖြစ်တယ်။ဟေရှာယ43အငယ်19မှာဒီလိုမျိုးဖော်ပြထားပါတယ်။ကြည့်ရှုလောအမှုသစ်ကိုငါပြုမည်ယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်အကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်အာမင်။ရောက်ဒီနေ့မှာပေါ့နော်ကျမတို့တွေနော်အသစ်သောအမှုရာတွေကိုဖခင်သခင်ပေးခြင်းနေတာဖြစ်လို့ကျမတို့ကိုယ်တိုင်ကလည်းဖခင်သခင်အသစ်ပေးခြင်းအရာတွေကိုမိအောင်လိုက်ပြီးတော့မှစူးစမ်းအားထုတ်ရမယ်။နော်ကယ်တင်ခြင်းကိုရရှိပြီးတဲ့သူတိုင်းကတမန်တရားနဲ့ညီတဲ့လူသစ်ဖြစ်ရမယ်။အဲ့လူသစ်ဘဝကနေမှတကယ်ပဲကြီးရင်းတဲ့ဝိညာဉ်လူစစ်အဖြစ်ကျမတို့တက်လှမ်းရမှာဖြစ်ပါတယ်။လူတို့ကဆုတောင်းရအောင်။ဖခင်သခင်ကိုရောကိုယေရှုတင်ပါတယ်ရှင်တို့ကိုဒီနေ့မှာကိုရောဖခင်သည်အသက်ဖြစ်ခွင့်ပေးတာဖြစ်လို့ယေရှုတင်တယ်အသက်တော်ကိုရောဖခင်ဖွင့်ပြခြင်းနေနဲ့တကွာအသက်တော်ရှောက်လှမ်းခြင်းနေလို့အပ်ပါတယ်ကိုရောဖခင်တကယ်ပဲအမှုတစ်ကိုပြုမဲ့အရာအတွက်စိတ်လှုပ်ရှားပါတယ်ရင်ခုန်ပါတယ်ရှင်ရဲ့နှလုံးသားထဲမှာစင်ကြယ်ခြင်းသဘောကိုအသိပြုပြင်တော်မူပါကိုရောဖျားတကယ်ပဲကိုရောဖျားရဲ့စိတ်တော်နဲ့တွေ့တော်ဝိညာဉ်လူစစ်အဖြစ်တက်လှမ်းလိုပါတယ်ယုံကြည်သူလူသစ်ဘဝမှာပဲရက်တက်နေခြင်းမဟုတ်ဘဲနဲ့တကယ်ပဲကြီးရင်တဲ့အသက်တာရောက်ရှိစေဖို့ရန်အတွက်ကျွန်တော်တက်လှမ်းပါမယ်ကျွန်တော်ကိုတာ၍ဆွဲခေါ်ပါမိအကြောင်းလက်တော်ထဲမှာစက္ကန့်အနံနဲ့ယေရှုတော်ကိုချီးမွမ်း၍ယေရှုဖျားနာမမှီပြု၍ဆုတောင်းပါ၏အာမင်